အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီတစ်ခေါက်မှာမိတ်ဆက်ပေးမယ်ခြံခွက်လေးရတော့ဂလောမျိုးအမှတ်6ရက်ကွယ်ပရာဟိတလမ်းပေါ်မှာတရှိတဲ့မြေကွက်လေးတစ်ခွက်နဲ့ကျွန်တော်မိတ်ဆက်ပေးမှာဖြစ်ပါတယ်ဒီမြေကွက်လေးရဆိုရင်ဂလောမျိုးကိုဝင်ချင်းအနောက်မြို့ပတ်လမ်းပေါ်ကနေတဆင့်ပရာဟိတလမ်းကိုချိုးဝင်မှာဖြစ်ပါတယ်10မိနစ်ဝန်းကျင်လောက်လာရုံဖြင့်ခြံခွက်လေးကိုရောက်ရှိမှာဖြစ်ပါတယ်ကားလမ်းကောင်းပါတယ်ပြည်တော်စုလမ်းမကနေဆိုရင်သူကအရန်ဒီရဲ့အတွက်ကိုကားပြင်းဝင်လာရင်10မိနစ်ဝန်းကျင်လောက်ပဲဝင်ရမှာဖြစ်ပါတယ်ခြံခွက်လေးရဲ့အကျယ်ကတော့သူကမျက်နှာစာ32ပေအရှိအနောက်ပေ100အကျယ်မှာတရှိတဲ့ကရံမြေမျိုးစားဖြစ်ပါတယ်ကလောမျိုးမဈေးကိုလည်းသူက3မိနစ်ဝန်းကျင်လောက်နဲ့သွားနိုင်မယ့်နေရာလေးဖြစ်လို့အရန်နေရာကောင်းပါတယ်ခြံကနေကြည့်မယ်ဆိုရင်သူကကလော City View တို့ထင်းရှူးတောင်တန်း View တွေကိုလမ်းမြင်ရမှာဖြစ်ပါတယ်စီပင်ရေလဲရပါတယ်ရေမီးအဆင်ပြေပါတယ်သူကခြံခွက်လေးရဲ့အနေထားကကြတော့မြေလဲညှိစရာမလိုတော့ဘူးသူက retaining wall လည်းလှုပ်ထားပြီးပြပါပြီအဆင်သင့်အိမ်ဆောက်လို့ရပါတယ်ဟုတ်ကဲ့ဒီမြေခွက်လေးကိုစိတ်ဝင်စားဆက်သွယ်ရှင်ကျွန်တော်ဖုန်းနံပါတ်ကိုတိုက်ဆက်သွယ်မိမြင်နိုင်ပါတယ်ခင်ဗျ